အခန်းရှိဤလိန်ကြခြင်းညွညွလက်ရာဝတ်သားပဲငပီငါးကောင်းဟင်းကျိုအစိမ်းကြော်တို့ဖြင့်မနှက်စာကိုတနေ့တပူစားတောက်ပြီးကျွန်ုပ်တို့ဆရာတပည့်မှာအိမ်ရှိခန်းတွင်ဖျားခင်း၍ထမင်းလုံးစီနေကြစဉ်မသေးမြင့်ရဲ့မသေးမြင့်အိတ်ခန်းဒီဆိုရှုပ်ပြီဟေးဘသူတော့ကွဒီတော့ခေါ်နေတာနေပလိုက်ဘသူလဲဆိုတော့ငါပဲဟေးငါဟိုက်တကြီးကတော့ဒေါ်ရင်ရွှေကြီးပါလားဟုတ်အော်ဟီဘသူများလဲလို့တကြီးကတော့ပဲဘာကိစ္စရှိလို့လဲခမဘာလဲတကြီးကကျွန်ုပ်ကိုခေါ်ခိုင်းလိုက်လို့လားတကြီးနဲ့ဗျာတခြားသူတွေခေါ်ခိုင်းနေရလျက်သားနဲ့ဒေါ်ရွှေရင်ကိုမှခေါ်ခိုင်းလိုက်ရသလားအားနာစရာဘာပြောတယ်ကျုပ်ကဘာဖြစ်လို့ဒီတကြီးကိစ္စကိုလုပ်ပေးရမှာတော့ဘာဖြစ်လို့ရှင်ကိုလာခေါ်ရမှာတော့ဘယ်တော့ငါရောဒီလိုလုပ်ပေးဘူးလို့တော့သိပါပြီဒါဆိုဘာကိစ္စများရှိလို့လဲကျွန်ုပ်ဘာကူညီရမလဲမလုံးညွတ်နဲ့တွေ့ဖို့လာတာစကားပြောရအချိန်ကုန်ပါကျွန်ုပ်ကိုမကြင်မနှက်ဖြင့်မျက်စောင်းထိုးပြီးအိမ်နောက်ဖေးသို့ပေါက်ဆက်ဖြင့်ဝင်သွားတော့ဒေါ်ရွှေရင်ကိုကြည့်ပြီးကျွန်ုပ်မှမစင်စားတတ်အောင်ဖြစ်ရ၏ဒေါ်ရွှေရင်လာတာညွတ်စီဆိုပါလားပိုက်ကလေးရဲ့ဟုတ်ပါဒီအချောက်ဘာတွေဇက်ရှုပ်လာတယ်လို့လည်းမသိဘူးကျွန်ုပ်တို့မှာညွတ်နဲ့ဒေါ်ရွှေရင်တို့ကိစ္စကိုအင်မတန်စိတ်ဝင်စားရကားမအိတ်တော့ပဲအသာပြေနားဆွင့်နေကြတော့၏ညွတ်ရေအလုံးများနေလားကွဟင်ကြီးဒေါ်ရွှေရင်ပါလားလာကိစ္စရှိလို့လားဟင်အေးကွယ်ဟိုတင်းလေဟိုတခါလို့ကြီးရွှေရင်ကောင်းကိုအီးလိမ့်ပေးစမ်းမအောင်ကွယ်ဟဲ့ထူးဆန်းလာကြည်လားပြုဒေါ်ရွှေရင်ကြီးကသူ့ကောင်းကိုအီးလိမ့်ခိုင်းနေပါလားကျွန်ုပ်တို့မှာမကြားဘူးသောစကားများကြောင့်လွန်စွာအံ့ဩကြရကြတော့၏ဆရာတို့ရေဘာအီးလဲဗျလူအီးတော့မဟုတ်တော့ဘူးထင်တယ်ဗျနော်ကျွန်ုပ်လည်းဘယ်သိမလဲကွရှူနားထောင်ဘယ်နဲ့ဒေါ်ရွှေရင်ကောင်းကိုအီးလိမ့်ပေးတယ်ဟုတ်လားညွတ်ဒီလိုပါတီမြင့်ကြီးရွှေရင်ကမပြောချင်လို့ပါအမှန်ကအီးတလုံးနဲ့မဟုတ်ပါဘူးသူ့ကိုဗီတာမင်အီးလို့ခေါ်တယ်အဲ့ဒီဗီတာမင်အလုံးလေးရဲ့ထိပ်ကိုဖြတ်ပြီးအဲ့ဒီအထဲကအရည်တွေနဲ့ဥယျာဉ်ပြားကိုလိမ့်ပေးတာပါအဲ့ဒါလို့လိမ့်တော့ဥယျာဉ်ပြားကိုအေးစေတယ်သပင်ကျွတ်သက်သားတယ်သပင်ကိုလည်းတောက်ပြောင်ပြီးတန်ဆန်းလာစေရလေတီမြင့်ရဲ့ဟဲသိကောင်းတဲ့အီးပဲနော်ဟုတ်တယ်တီမြင့်တို့ကြီးရွှေရင်တို့အရွယ်လေးဆိုသပင်ကျွတ်ကြပြီလေဟုတ်ပါဖိလိုက်ရင်ကိုကျွတ်ပါလာတာမှတထွေးအဲ့ဒီတော့ဗီတာမင်အလုံးလေးတွေကအရည်တွေကိုဥယျာဉ်ပြားထိအောင်လေးပြီးရင်ခေါင်းကိုအနှံ့အသာလေးနှိပ်ပေးရတယ်။အော်ဒါဆိုရင်ခေါင်းကသွေးလည်ပတ်မှုတွေကောင်းလာပြီးစပင်ကျွတ်သက်သာတယ်စပင်တွေပြန်ပြီးတန်လာစေတယ်။ကောင်းတဲ့ဤပါပဲလားညွန့်ရဲ့။အဲ့ဒါဆိုတီမြင့်ကိုလည်းလိမ့်ပေးပါအောင်နော်ညွန့်လိမ့်ပေးမှာပေါ့တီမြင့်ရဲ့မသေးမြင့်ရဲ့ပြောလို့ပြောတာမဟုတ်ဘူးရှင်တိတ်ကန်ကောင်းတယ်နော်။ဘာဖြစ်လို့လဲဒေါ်ရွှေရင်ရဲ့။အော်ဘာဖြစ်ရမလဲညွန့်ရှင်တို့အိမ်ရောက်လာတာတိတ်တော်တဲ့သမီးလေးတယောက်လက်ဒီဝတာတွေကဖန်ဆင်းပြီးပို့လိုက်တယ်လို့ဖြစ်နေတာကိုတော့ဟုတ်ပါဒေါ်ရှင်ရေဟုတ်ပါအိမ်ကဟာရီနဲ့တော့နတ်သစီနဲ့ဤပါပဲတော့တညွန့်နဲ့ညွန့်မီညွန့်ချီမုန်ကန်ဖွင့်မဆုံးနိုင်အောင်ဖြစ်နေသောအတန်များကိုမကြားလိုဟန်ဖြင့်ဘိုက်ကလေးကခြေဆောင်ပြီးအိမ်ပေါ်ကဆင်းသွားတော့၏မောင်ကျော်ညွန့်ပြောသလိုများဖြင့်ဤသည်စပင်များကိုပြန်လန်းတန်ဆွမ်းလာသည်ဆိုတော့ကံကောင်းရင်စပင်များပင်ပြန်ပေါက်နိုင်သေးသည်ဟုသောအတွေးကြောင့်ကျွန်ုပ်ပင်အီးလိမ့်ခြင်းစိတ်များတဖွာဖွာပေါ်လာခဲ့ရကြောင်းကိုတော့ဝန်ခံရပြီချင်းတကား